မင်္ဂလာပါဖေးမတ် channel လေးကကြိုဆိုလိုက်ရပါတယ်မိုးရွာတဲ့ညကကော်ဖီဆိုင်ရန်ကုန်မြို့ရဲ့မိုးရာသီညတညလမ်းမပေါ်ကမီးတိုင်အောက်မှာမိုးရေစက်တွေတစ်ဖြက်ဖြက်ကျနေတယ်မွန်းလိုက်ကဖေးဆိုတဲ့ကော်ဖီဆိုင်လေးထဲမှာတချင်းအေးအေးလေးဖွင့်ထားပြီးလူနည်းနည်းပဲရှိနေတယ်အဲ့ဒီညမှာတော်တာဆိုတဲ့ကောင်မလေးတစ်ယောက်ကော်ဖီဆိုင်ထဲဝင်လာတယ်သူမကလက်တော်အိတ်တစ်လုံးကိုကင်ထားပြီးမိုးရေဆူနေတဲ့စပင်တွေကိုလက်နဲ့တက်လိုက်တယ်ဟိုဘက်ထောင်စပွဲမှာထိုင်လို့ရပါတယ်ရှင်ဆိုင်ဝန်ထမ်းကပြောလိုက်တယ်။တော်ရာကခေါင်းညိတ်ပြီးထိုင်လိုက်တယ်။အဲ့ဒီအချိန်မှာဆိုင်ရဲ့အခြားထောက်မှာစာရေးနေတဲ့လူငယ်တစ်ယောက်ကသူမကိုခဏကြည့်လိုက်တယ်။သူ့နာမည်ကကောင်းမြတ်။ကောင်းမြတ်ကအွန်လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ story writer တစ်ယောက်။ဒါပေမဲ့ဘယ်သူမှသူ့မျက်နှာကိုမသိကြဘူး။မိုးကပိုပြီးသေးလာတယ်။ရုတ်တရက်လျှက်စစ်မီးပြတ်သွားတယ်။ဟင်းဆိုင်ထဲကလူတချို့အံ့ဩသွားကြတယ်။ဆိုင်ရှင်ကဖျောင်းနိုင်မီးလေးတွေထွန်းလိုက်တယ်။အဲ့ဒီအလင်းရောင်တွေတွေလေးအောက်မှာတော်တာနဲ့ကောင်းမြတ်မျက်လုံးချင်းစုံသွားတယ်။ဖုံးအားသွင်းမရတော့ဘူးထင်တယ်။တော်တာကအပြုံးသေးသေးလေးနဲ့ပြောလိုက်တယ်။ပါဝါပင်သုံးမလား။ကောင်းမြတ်ကသူ့အိတ်ထဲကထုတ်ပေးလိုက်တယ်။ကျေးဇူးပါ။အဲ့ဒီကနေစကားတွေစတင်ဖြစ်လာတယ်။တော်တာက graphic designer ဖြစ်ပြီးကောင်းမြတ်က writer ဖြစ်တယ်ဆိုတာသိလာကြတယ်။လူတွေကအချစ်ဇာတ်လမ်းတွေကြိုက်ကြပေမဲ့တကယ်တမ်းအချစ်ဆိုတာရှာရခက်တယ်နော်ကောင်းမြတ်ကပြောလိုက်တယ်တော်တာကရေပြီးရှာမတွေ့သေးတာပဲဖြစ်မှာပါလို့ပြန်ဖြေလိုက်တယ်မိုးကတဖြည်းဖြည်းရက်သွားတယ်အချိန်ကြီးတော့ည10 နာရီကျော်နေပြီကျွန်တော်လိုက်ပို့ပေးရမလားတော်တာကခဏစဉ်းစားပြီးကောင်းပြီလေးလို့ပြုံးလိုက်တယ်ကော်ဖီဆိုင်ရှိကလမ်းပေါ်မှာမိုးရေဆက်နေနေကြံနေသေးတယ် street light အောက်မှာသူတို့နှစ်ယောက်လမ်းလျှောက်သွားကြတယ်တချို့တွေးဆုံမှုတွေကကြိုတင်စီစဉ်ထားတာမဟုတ်ပေမဲ့ဘဝကိုပြောင်းလဲသွားစေတတ်တယ်ဆိုတာပါပဲချစ်ရီ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခဗျာ